ဘယ်လောက်ကျွတ်လဲဆိုတော့စားကြပါဦး Hello အားလုံးပဲမင်္ဂလာပါ Infobia နေပြီးပြန်လည်ကြိုဆိုလိုက်ပါရစေ။ကဲဒီနေ့မှာတော့ကျွန်တော်တို့ကမလေးရှားမှာဘယ်လိုအစားအသောက်တွေရလဲဆိုတဲ့ episode 2ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။အခုကျွန်တော်ရောက်ရှိနေတဲ့နေရာကတော့ဒါဂျလန်တုံရှင်းပေါ့နော်။ဂျလန်တုံရှင်းလမ်းထိပ်ကိုရောက်နေတာပါ။ဂျလန်တုံရှင်းရဆိုလို့ရှိရင်ဒါဂျလန်အလုံးလည်းနီးရပေါ့နော်။ဂျလန်အလုံးဆိုတော့ဒါမလေးရှားမှာ tourist place တွေရဲ့တစ်ခုပေါ့။တရုတ်စားတောက်လေးတွေတင်ဆက်ပေးပြီဆိုတော့ဒီတစ်ခေါက်တော့ကျွန်တော်တို့ကဟလာတမဲစာပေါ့ဒီ Indian စာဒီမလေး Indian စာကြီးဘာရမလဲဆိုတော့တင်ဆက်ပေးမှာဖြစ်ပါတယ်။ကျွန်တော်ဒီမှာအလွယ်ခေါ်တာမမတ်လို့ခေါ်တယ်။ဈေးလည်းရမ်းတက်တာတယ်။အခုကျွန်တော်ခေါ်သွားမယ့်နေရာလေးကိုလိုက်ခဲ့ပေးကြပါဦးနော်ဒီမှာဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့သွားကြတယ်ဒါ PG ဆိုတဲ့မမတ်ဆိုင်ကိုရောက်ပြီပေါ့နော်ဒီမှာပါဘာရမလဲဆိုတော့ကျွန်တော်လိုက်ကြည့်ပေးကြနော်ဒီဆိုင်လေးကကျွန်တော်တို့ကဒါမမတ်ဆိုင်ပေါ့နော်ဒါပေမဲ့ဒီဆိုင်လေးရဲ့ဒီမမတ်ဆိုင်ရဲ့ရာဇဝင်မပြောခင်ဒီဆိုင်လေးရဲ့ရာဇဝင်ပြောပြမယ်ဒီဆိုင်လေးကသူကဒီမှာဆိုလို့ရှိရင်ဒါကဒီတရုတ်လူမျိုးတွေပေါ့နော်တရုတ်လူမျိုးဆိုတာဒါပြည်မတရုတ်လူမျိုးတွေပြီးသွားလို့ရှိရင်ဒါကိုရီးယားပေါ့နော်သူတို့ရဲ့ social media တွေမှာအရန် trend ဖြစ်ပြီးတော့ဒီ KL ရောက်လို့ရှိရင်ဒီဆိုင်ကိုဒီမှာပေါ့နော်ဒီမှာလာမစားရရင်မနေရပါဘူးဆိုရဲအဲ့လိုမျိုးထုံးတန်လို့ဖြစ်သွားတာပေါ့အဓိကတော့ဗာလဲဆိုလို့ရှိရင်ဒီဟာပါ roti tissue ပါ roti tissue ဆိုတော့အဲ့လိုမျိုးပေါ့နော်ဒါကတော့ roti tower ကြီးပေါ့အရန်ကြီးပြီးသွားလို့အရန် trend ဖြစ်သွားတာဆိုတော့သူတို့ရဲ့ social media ဒီဟာအရန် trend ဖြစ်သွားတော့သူကဒီ design အများကြီးလူပြည့်တာပေါ့နော်အဲ့တော့ဒီမှာဘာရလဲဆိုတော့ကျွန်တော်ပြီးတော့မှအသေးစိတ်ပြောပြမယ်ဟုတ်ပြီနော် roti tissue original Okay. Tita ring let's see yeah Yes. okay Ice or hot? hot one thank you man တို့ဒီလိုမျိုး muda bag ဆိုတာဟိုပါလေကီမာနဲ့တူကီမာဟုတ်တယ်ကီမာလို့ပဲပြောရမှာပေါ့ကီမာတို့ပြီးရင်ဒီမှာဆိုရင်ပလာတာမှာ cheese နဲ့တို့ရိုးရိုးတို့ပြီးသွားလို့ရှိရင်မှအဲ့လိုမျိုးဗာလဲငပြောသီးတို့ပေါ့နော်အဲ့ဒါတွေနဲ့ရမယ်ပြီးရင်သူတို့ရဲ့နန်ကကြဒီလိုမျိုးတွေ cheese နန်တို့ပါလို့လည်းရတယ်အဲ့ဒါမှတော့ tandoori chicken ပေါ့ tandoori chicken ဆိုတာ Indian chicken ပေါ့အဲ့ဒါနဲ့တွဲစားရတာရှိရပေါ့နော်ဒါကတော့ကျွန်တော်တို့စားနေကြဟာပေါ့ဆိုတော့ကျန်တာတွေကတော့ထမင်းကြော်တွေရမယ်ထမင်းပုံစားလည်းရှိတယ်သူထမင်းပုံစားလည်းရှိရဟုတ်တယ်ပြီးကိုလည်းကြည့်လိုက်6ချက်တို့နော်ပြီးရင်ဒီမှာ10တို့ဒါထမင်းနေဟင်းနေနော်ဆိုတော့အရန်အဲ့လိုဈေးတက်တာတဲ့ပေါ့နော်ပြီးရင်ဒီမှာထမင်းကြော်တစ်ပွဲမှာ17ချက်ဒါမျိုးထဲမှာဖွင့်ထားတာနော်ဒါပေမဲ့အရန်တက်တာရပေါ့နော်ဈေးကအဲ့လိုမျိုးOkay ကဲဒီမှာကြည့်ကြပါဦး Roti tissue celebrity ပေါ့နော် comedian တယောက်ကဒီသူတို့ဟိုပါ variety show ရှိရလေအဲသူတို့အဲ့ channel အတွက်သူလာရိုက်သွားဘူးလေ Kim Jong Un ထင်တယ်ကျွန်တော်မှတ်မိတဲ့လောက်ဆိုရင်လေ तू ကမှားလိုက်တာ recommendation ကိုဘာရမလဲဆိုဒါကိုလာရဆို YouTube မှာရှာကြည့်အဲ့လိုမျိုးပေါ့နော် Kim Jong Un Roti tissue ဆိုပြီးသွားလို့ရှင်အဲ့ဒါတွေ့ပါလိမ့်မယ်အဲ့လိုမျိုးဒီလိုပဲအကြီးပဲဆိုတော့ကျွန်တော်တို့မှားထားတာတော့ဒါ तू ကဘာလုပ်ထားရလဲဆိုလို့ရှင်လေ तू ကပပကျွတ်ကလေးကွာပြီးတော့ဘာမှမပါဘူး तू ကလုံးဝပပကျွတ်ကလေးအရှိန်နဲ့မဘယ်လောက်ရှိလဲဆိုတာမှာအဲ့လိုမျိုးဒီဟာနဲ့ဓာတ်ပုံမြင်ရလို့ရှင်ဒါ KL မရောက်ဘူးပဲဆိုတော့လူတိုင်းဒါနဲ့လာရိုက်ကြတယ်အဲ့လိုမျိုးဆိုတော့ဒါကတော့ဒီနေ့ highlight ပေါ့လေဒါကတော့ဒါ tourist attraction တစ်ခုဖြစ်နေတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒါရိုက်ပြတာပါဆိုတော့လောလောဆယ်ခဏချလိုက်အောင်မယ်နော်ကျိုးသွားအောင်မယ်မလေးကြီးပဲ okay နောက်တစ်ခုကတော့ကျွန်တော်တို့မှာထားတာဒါကတိုရှေပါအဲ့တော့တိုရှေစားခြင်းတဲ့လူတွေပေါ့နော်ဆိုဒီမှာဒါရပါတယ်ကျွန်တော်မြန်မာနိုင်ငံတိုရှေလို့ပါပဲပြီးတော့ဒါကကြတော့ဒါကျွန်တော်စီမှာဆိုရင်တော့ပလာတာလို့ခေါ်မှာပေါ့ vegetarian နေတော့မှ non vegetarian ဖြစ်သွားအောင်စက်သားကြောင်မှာထားပါတယ် iron korean မှာပြီးတော့ကျွန်တော်နောက်တစ်ခုမှာထားတာကကြတော့ဒါလက်ဖက်ရည်ပါ T-Tarik ဆိုတာကကြတော့ Tarik ဆိုတာဆွဲတာကိုပြောတာကျွန်တော်မှဆိုရင်ဘယ်လိုခေါ်မလဲကြော်မီတန်းဆွဲတာခေါ်မလားဆိုတော့အမြုပ်ထားအောင်လေဆိုတော့အဲ့ဒီဟာပါအဲ့ဒါမှာထားပါတယ်အဲ့တော့ညီးကြည့်အောင်ကောင်းတယ်ဒါပေမဲ့သူတို့စီမှာမှာလို့ရှင်လေကျွန်တော်ကဒီမှာဆိုလို့ရှင် recommendation ပေးချင်တာနည်းနည်းလေး less sweet ဆိုပြီးတော့ပြောပြီးတော့မှာနော်မဟုတ်လို့ရှင်သူအရန်ချိုတယ်သူတို့လက်ဖက်ရည်တွေကလေဆိုတော့ဒီနေ့ highlight ဒီမှာကြည့်ဘယ်လောက်ကျွတ်လဲဆိုတော့အေးဆက်စီးလုံးနေအချိုကြိုက်တော့ no စီပေးတယ်ပေါ့နော်ကျွန်တော်ကတော့ condensed milk ကိုတိတ်မကြိုက်လို့ဒီအိုင်းလေးစားပြပါမယ်တဲ့ရတာမပြင်းဘူးသူကနော်မှာဆိုရင်ဟိုကမုတ်လေးပွေလားအဲ့လိုမျိုးလေအဲ့လိုမျိုးနဲ့တူမှထင်တယ်ဒါပေမဲ့အရာတော့ကွာတာပေါ့လေကျွန်တော်ပြောချင်တာ texture ကိုပြောချင်တာအဲ့လိုကျွတ်ရွရွနဲ့ပါတဲ့ဟာတော့ကျွန်တော်နဲ့လောက်တာtexture တော့တူတယ်
Hello မင်္ဂလာပါ တရားတစ်ဖက်လေ တယောက်တစ်ဖက် ကျွန်တော်ကကြိုင်စားလေရ မလေးမလေးတော်တော်ရှည်လေးอ่ะတော့ဒီရောက်လို့ရှင်လဲဒါလေးကတော့မဖြစ်မနေစားကြည့်တင်တာပေါ့နော်သူအချိုပဲနေနဲ့စားလို့လည်းရတယ်ပြီးသွားလို့ရှင်ဟိုလိုမျိုးဗာလဲဒီလိုမျိုးပဲဟင်းနေနဲ့မှာပြီးတော့စားလို့ရတယ်ပေါ့နော်ကျွန်တော်ကတော့ဒီနေ့စားပြကြတာအများကြီးတော့ကြောက်မို့လို့မှားထားရတော့နည်းနည်းများတယ်ပေါ့ဆိုတော့အခုအဲ့ဒါဆိုလို့ရှင်ဒါလေးကိုပြီးတော့မှအချိုပဲနေနဲ့ဆက်စားမယ်ကျွန်တော်တိုးရှည်စားပြမှာဖြစ်ပါတယ်ဒါတိုးရှည်ကောင်းကောင်းစားခြင်းတယ်ဆိုရင်မမတ်ဆိုင်နေပဲသွားတော့တိုးရှည်ရဒီမှာနိုင်ငံအတိုင်းပဲပြီးသွားလို့ရှိရင်ဒီမှာအဓိကသူချက်နီလို့ခေါ်တယ်နဲ့အဲ့ဒီဟာအရန်ကောင်းပဲဟင်းတော့ပြစ်လေးချက်ထားတာစားကြပါအောင်လမ်းခေါ်အိန္ဒိယအစားအစာတွေစားမယ်ဆိုရင်လေဟောပေါ့နော်လက်နဲ့ပဲစားပါလို့ခရင်းနေစုံနေနေကအလုံးမဖြစ်ဘူးကျွန်တော်တို့ကဒါကြီးမှထားတဲ့ protein ချနိုင်ဆိုတော့သူဒီမှာပေးထားတဲ့ sauce တွေကတော့အမျိုးစုံပေါ့နော်ပဲဟင်း2မျိုးဒါပဲဟင်း2မျိုးဒါပဲဟင်း2မျိုးပေါ့နော်ဒါဟို spice တွေမတူဘူး ဟောဒီကနည်းနည်းပြက်တယ်ကောင်းကြဲကြဲလေး ဒီကောင်ကကျတော့ဟိုဟာဟင်းနဲ့အဲ့ဒါနဲ့ကာရီနဲ့ဆိုတော့ဒီလိုမျိုးမြင်မိစားပေါ့နော်ပလေးတွေပါမြန်မာနိုင်ငံပလာတာတိုင်းပဲသူကမလေးရှားရဲ့မမဆိုင်နေမှာပေါ့နော်အကြိုက်ဆုံးစားတော့ rotation တိုင်းပဲကျွန်တော်စားနေကြမယ်ဒါကြက်သားပါကြက်သားကိုလေဒီလိုမျိုးမြင်ထည့်လိုက်အဲ့ကြလို့ရှင်ကျွန်တော်ကြက်သားပလာတာဒီဇိုင်းမျိုးစားလို့ရဒါတော့အဖြစ်ပေါ့နော်လူလေးလိမ့်မယ်ကြက်သားကိုလိမ့်လိုက်မယ်ပြီးရင်ဒီမှာပဲဟင်းနဲ့ကိုထည့်မယ်လက်ဖက်ရည်နဲ့အိုးကျွန်တော်အမေလာလေတော့ဆိုလို့ရှင်ဒီဆိုင်ကိုရမ်းသဘောကျသူကဒီဆိုင်ကပလာတာလည်းကြိုက်တယ်တိုးရှည်လည်းကြိုက်တယ်သူကအရင်ဒီနေ့ဆိုမလေးရှားရောက်ခါစားဒါတွေမကြောက်အဲ့လိုမျိုးလေတခါမစားဘူး ဒီလောက်ကောင်းတဲ့ဟာတွေဒါပေမဲ့နောက်ပိုင်းကျတော့အဲ့လိုမျိုးလေအစားအသောက် vlog တွေကြည့်ပါအများတော့အကုန်ကြိုက်တယ်ဘာမှတနေ့နေ့လောက်က try မကြည့်ဘူးတော့ကြိုက်ပါပါလေဘုရားဘာနေလာတော့လိုက်ပါတယ်လို့လိုက်တယ်လေသူအချိုပွဲလိုမျိုးပပလလလေးကိုသူကဘာသူ့ရဲ့ပင်ဝင်ပေါ့လေးဆိုတော့လေလို့နေတော့ဘောတော့နေနေပို့ကြတယ်ဒီမှာပဲဟင်းထက်တောင်လာထက်လာချပေးစင်ပြေနော်စင်ပြေကျွန်တော်မလောင်းတော့ကျွန်တော်မှတက်ထားလိုက်တော့နတ်စာဆိုရင်ကွာဒါလေးရဲ့လက်ဖိတ်လေးတစ်ခွက်ရဲဆိုကွက်တီပဲသိလားအရင်လဲဖိုင်းမတင်းတယ်လို့အရင်လဲဟိုလိုမျိုးဘယ်လိုခေါ်မလဲဖိုင်းမဝတယ်လို့ဖြစ်ဘူးကဲအဲ့ဒါဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါကျန်တာလေးဆက်စားအောင်ပဲပေါ့နော်ဒါစားလို့မပြီးသေးဘူးမှားထားရလဲနည်းနည်းများတဲ့ခါကျတော့ဆိုတော့နောက် vlog လေးတွေမှာလည်းကျွန်တော်တို့ကမလေးရှားမှာပေါ့နော်ဒီ series မှာပဲဟာလာဘယ်လိုစားတော့မျိုးထက်ရှိသေးတယ်ကျွန်တော်တို့မပြောရသေးတဲ့တစ်ခုရှိသေးတယ်ဒီမလေးစားတော့တွေပေါ့ပြီးရင်ကျွန်တော်တို့နောက် episode တစ်ခုကြာလို့ရှိရင်မလေးစားတော့တွေနဲ့ mix up ပေးမယ်နော်ဆိုတော့အဲ့တော့ဒီဗီဒီယိုလေးကလည်းမလေးရှားကိုလာလေပြစ်ခဲ့မယ်ဆိုလို့ရှိရင်ပေါ့နော်ဘာတွေစားလို့ရလဲဟာလာဈေးသက်တာတွေဘာရှိလဲပြီးဘယ်လိုစားတော့တွေရှိလဲဟာလာဟို affordable ဖြစ်ပြီးတော့အရသာရှိတဲ့အစားအသောက်မျိုးတွေမှာစားကျင်တယ်ဆိုလို့ရှိရင်တော့ဒီလိုမမတ်ဆိုင်တွေကိုစားကြည့်ဖို့ကျွန်တော်က recommend ပေးချင်တယ်ပေါ့နော်ဒါပေမဲ့မမတ်ဆိုင်တိုင်းကောင်းလားလို့မင်းအများသောဖြစ်ကောင်းပါတယ်ဒါပေမဲ့သူ့ရဲ့ specialty နဲ့ specialty နဲ့မတူကြဘူးပေါ့နော်ဒီဆိုင်ဆိုနာမည်ကြီးရတာ Roti Tissue ပေါ့ဆိုတော့အဲ့ဒါတော့ကွာသွားမှာပေါ့ပြီးရင်တခြားနာမည်ကြီးရဲ့ဆိုင်တွေဆို ABC တို့ပါလို့လေအဲ့လိုမမတ်ဆိုင်တွေအဲ့ဆိုင်တွေဆိုလို့ရှိရင်လည်း franchise နဲ့အဲ့လိုမျိုးအများကြီးဖွင့်ထားတာရှိရပေါ့နော်ဆိုတော့မလေးရှားရောက်တယ်ဆိုလို့ရှိရင် try ကြည့်ဖို့ကျွန်တော်တို့ recommend ပေးချင်ပါတယ်ဆိုတော့အခုတော့ဆက်စားလိုက်ပါအောင်မယ်အားလုံးပဲနောက် vlog မှာပြန်တွေ့ကြမယ်နော်အားလုံးပဲတက်တာလူတွေရမ်းများလာပြီတွေ့လား